ကျွန်တော်မစားတာ3ရက်လောက်ရှိပြီကျွန်တော်ဘိုက်တွေရမ်းစားတယ်ရက်ကွက်တဲ့ဆုံးလိုက်တော့တတိမလေးတပြည့်တော့သဘောပေါက်လို့ဆိုလို့ကျွန်တော်လာခဲ့ရပါ